metabolic age ဆိုတာဘာလဲ metabolic age ကိုသိဖို့ဆိုလို့ရှိရင် basal metabolic rate ကိုသိဖို့လိုပါတယ် basal metabolic rate ဆိုတာကကျွန်တော်တို့အိပ်ရာထဲမှာတစ်နေ့လုံးအိပ်နေရင်တော့မှကျွန်တော်တို့ခန္ဓာကိုယ်ကအသက်ရှင်ရပ်တည်ဖို့အတွက်သုံးလိုက်ရတဲ့ကယ်လိုရီကိုပြောတာပါကျွန်တော်တို့ metabolic age ကိုသိဖို့အတွက်ဥပမာကိုယ့်ရဲ့အသက်ကပြန်မျှ30ဆိုလို့ရှိရင်ကိုယ့်ရဲ့ body က muscle mass တွေများနေတယ်ဆိုလို့ရှိရင် metabolic age က18တို့20တို့လောက်မှာပြနေတတ်ပါတယ်ဥပမာ CR7 ရဲ့အသက်က41 42မှာရှိနေပေမဲ့သူ့ရဲ့ biological age ဒါမှမဟုတ် metabolic age က25 28လောက်မှာရှိနေတာမျိုးပါသူဘာဖြစ်လဲဆိုတော့သူက muscle mass တွေများတယ်သူ့ရဲ့ basal metabolic rate ကကောင်းနေတာဖြစ်တဲ့အတွက်သူ့ရဲ့အသက်ကရှေ့ရင်ဆက်အသက်ထက် biological age ကငယ်နေတာမျိုးဖြစ်ပါတယ် metabolic age လျော့နေစေဖို့လှုပ်ဆောင်ပေးတဲ့အချက်5ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီအချက်5ချက်ကတော့ resistance training ဒီနေ့အဖြစ် weight training လုပ်တာမျိုး protein intake ပြည့်မီအောင်စားပေးရမယ် cardio လေ့ကျင့်ခန်းတွေလုပ်ပေးရမယ်အိတ်ချိန်လုံလောက်အောင်အိပ်ပေးရမယ် stress hormone ဖြစ်တဲ့ cortisol hormone မတက်အောင်နေထိုင်သင့်ပါတယ်